fight wine ကိုသုံးခြင်းအဖြစ်ဘာဖြစ်လာလဲဆိုတော့ decision တွေပို့ပြီးတော့ကျွန်တော်တို့မိုက်လာတာပေါ့နော် better decision တွေကိုပို့ပြီးတော့ကျွန်တော်တို့ချနိုင်တဲ့ဆုံးဖြတ်ချက်တွေကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်ချနိုင်အောင် fight wine ကကူညီနိုင်ပါတယ်ဥပမာပေးချင်တာပါကောင်မလေးတယောက်ကကိုယ်ဘာကြောင့်ပြန်မကြိုက်တယ်လဲကိုကကြိုက်တယ်လို့ကိုကထင်ထားတယ်ကောင်မလေးကကိုယ်ပြန်မကြိုက်ဘူးဒါဆိုလို့ရှိရင်ဘာကြောင့်မကြိုက်လဲအဲ့တော့ဝိုင်းလိုက်တော့ပေါ့အဲ့မှာသတိထားမှာကငါကအသုံးမကျတဲ့ကောင်မလို့စဉ်းစားလိုက်ရင်တော့ fight wine သုံးလို့မရတော့ပြတ်သွားပြီလေငါသုံးမကျလို့ပြန်မကြိုက်တာပဲငါညံ့လို့ပဲငါမမိုက်လို့ပဲငါကြည့်မကောင်းလို့ပဲအဲ့လိုမျိုးကိုအသုံးမကျဘူးလို့ထင်လိုက်ရင်တော့ fight wine သုံးလို့မရတော့ဘူး fight wine ကိုသုံးမယ်ဆိုရင်တော့ step by step ကျွန်တော်တို့သွားဖို့လိုမယ်လို့ပြောချင်ပါတယ်ဖြည်းဖြည်းချင်းတစ်ချက်ပြီးတစ်ချက်ကျွန်တော်တို့သွားကြည့်အောင်ဥပမာကဲပထမဦးဆုံးဝိုင်းရတော့ဘာလဲဆိုရင်တော့အချိန်ပေးပြီးစကားမပြောဖြစ်ခဲ့ဘူးကိုကသူ့ကြိုက်တယ်လေပြောတယ်ချစ်တယ်လေပြောတယ်ဒါပေမဲ့သူ့အချိန်မပေးဘူးစကားလည်းမပြောဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့အနေနဲ့ကောင်မလေးကကိုဒီကောင်ဖားကောင်လေငါလည်းစကားလည်းမပြောဘဲနဲ့ဘလိုင်းငါစီအဖြစ်လို့ခြင်းတယ်ဆိုတဲ့ဟာကိုကသွားတွေ့သွားပါဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ထပ်လာတော့ပေါ့ဟုတ်ပြီအချိန်ပေးပြီးစကားမပြောဖြစ်ခဲ့ဘူးဆိုရင်ဘာကြောင့်အချိန်အများကြီးမပြောဖြစ်တာလဲအချိန်မပေးဖြစ်တာလဲဆိုရင် why ကိုကျွန်တော်တို့ကမေးရအချိန်အများကြီးမပြောဖြစ်တဲ့ why ကတော့ကိုကဘာလဲဆိုတော့တဲ့ကိုကအလုတ်တိတ်လုတ်တဲ့ကောင်ဖြစ်နေတယ် workaholic ဖြစ်နေတယ်အလုတ်တွေအရန်လုတ်တယ်ကိုအလုတ်နဲ့ကိုကိစ္စတွေနဲ့အမြဲရှုပ်ရှက်ပြီးတော့ခက်နေတော့အချိန်မပေးနိုင်ဘူးဒါဆိုရင်ကျွန်တော်တို့ဒုတိယ why ကိုတွေ့သွားတယ်ဟုတ်တယ်စကားမပြောဖြစ်ဘူးအချိန်အများကြီးပေးပြီးတော့စကားမပြောဖြစ်ဘူးဘာကြောင့်အချိန်အများကြီးမပေးဖြစ်တာလဲကိုကအလုတ်ဒီမှာမျောနေတဲ့ကောင်အလုတ်ဒီနဲ့ရှုပ်နေတဲ့ကောင်ဖြစ်တဲ့အတွက်အချိန်အများကြီးမပေးဖြစ်ဘူးဒါဆိုရင်ဘာဖြစ်လို့ကျွန်တော်တို့နောက်တော့ why ကိုထပ်မမေးနိုင်ရမှာလဲ why နောက်တော့ why ကတော့ဘာဖြစ်လို့ကျွန်တော်တို့မင်းအလုတ်ရဲ့မင်းရဲ့ကိုယ်ပိုင်ကိစ္စတွေကိုဒီလောက်တောင်အလေးထားနေရတာလဲဟာအလုပ်တွေများနေတယ်ကိုယ်ပိုင်ကိစ္စဝိစ္စတွေရှိတယ်ကိုယ်ပိုင်ကိစ္စတွေကိုပဲဒီလောက်အလေးထားနေတော့ဟိုဘက်ကကိစ္စကိုကျွန်တော်လုပ်နိုင်မှာမဟုတ်တော့ဘူးဒါကြောင့်ကိုယ်အလုပ်နဲ့ကိုယ်ပိုင်ကိစ္စတွေကိုဘာကြောင့်အဲ့လောက်အလေးထားနေရလဲနောက်တော့ wine ထပ်မေးလာဘူးအဲ့တော့ကိုကဘာဖြစ်လို့အဲ့လိုမျိုးအလေးထားလဲဆိုတော့တွေ့ပြီကိုက relationship ထက်ဘာလို့ဖြစ်လို့လဲဆိုတော့ကိုအလုပ်ကိုပိုဦးစားပေးတဲ့ကောင်ဖြစ်ကိုက relationship ထက်ကိုအလုပ်ကိုပိုဦးစားပေးထားလို့အဲ့မှာအစင်မပြေအဖုထစ်တွေဖြစ်တာပါအဲ့တော့နောက်တော့ wine ထက်ကြည့်ရတာပေါ့ဘာဖြစ်လို့ဆက်ဆံရေးကိုဦးစားပေးမလုပ်တာလဲကိုယ့်ရဲ့ဆက်ဆံရေးကိုဦးစားပေးမလုပ်တာကတော့ relationship ကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာမသိလို့ပေါ့ကဲနောက်ဆုံးအဖြေက plan တွေ့သွားပြီ relationship ကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာမသိလို့ဒါမှမလို့ရှင်တော့အတွေ့အကြုံနည်းလို့အဲ့တော့ relationship ကိုထိန်းသိမ်းရမယ်ဆိုတော့ကျွန်တော်မသိဘူးဖြစ်တယ် wine နဲ့ပဲတစ်ခုကျွန်တော်တို့တွေ့လာပါဟုတ်ပြီ relationship ကိုကျွန်တော်တို့မထိန်းသိမ်းနိုင်တာဘာကြောင့်မသိတာလဲအတွေ့အကြုံဘာကြောင့်နည်းရလဲဆိုရင်တော့တဲ့ကိုယ်ခံစားချက်ကိုဖွင့်ပြောဖို့အတွက်ဆက်သွယ်တာကိုမလေ့ကျင့်တာလို့ပြောချင်တာတော့ကိုယ်ရင်ထဲကဟာကိုယ့်အကိုစိတ်ထဲမှာထားပြီးတော့တနှုံနဲ့နေတာမျိုးမဟုတ်ပဲနဲ့ကိုကဖွင့်ပြတတ်ကမယ်ပြောဆိုပြတတ်ကမယ်တစ်ဖက်သားနားလည်သွားအောင်တစ်ဖက်သား okay သွားအောင်ဆောင်ရွက်ထားမယ်ဆိုရင်ကိုဘက်ကလည်းတည်သွားမယ်ပြီးတော့ကိုကလည်းဂရုစိုက်တတ်သွားမယ်ဆိုတာလေးကိုကျွန်တော်တို့တွေ့ရပါဒါကြောင့်ဒီရဲ့အရင်အမြင့်တကယ် root case ကတော့ဘာလဲဆိုရင်တော့တဲ့ကိုယ်ခံစားချက်ကိုမဖော်ပြတတ်ဘူးကိုယ်ခံစားချက်ကိုဖော်ပြနိုင်စွာမရှိဘူးဆက်ဆံရေးကိုလည်းတက်ကြွထိမ့်သိမ့်နိုင်မှုမရှိတဲ့အတွက်ကျွန်တော်တို့ဒီကလေးမလေးကကိုယ်ပြန်မကြိုက်ဘူးဆိုတဲ့ဟာလေးကိုကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်နားလေစေခြင်းနဲ့ point ကတော့ပထမပြဿနာကတော့သူမကကိုယ်ပြန်မကြိုက်ဘူးဆိုတဲ့ပြဿနာတကယ်တော့အဲ့သူမပြန်မကြိုက်တာပြဿနာမဟုတ်ဘဲနဲ့အမှန်တကယ်ပြင်ရမယ့်အရာကတော့ဆက်သွယ်ဖို့ဦးစားပေးမှုဖြစ်နေပါတယ်ဒါကြောင့်အပြင်လူကိုပြင်လို့မရပေမဲ့ဘာလို့လုပ်ရလဲဆိုတော့ကိုယ်အပြုတ်အမူတော့ပြင်လို့ရတယ်ဆိုပြီးတော့တစ်စင်ပြီးတစ်စင်ဝိုင်းနေကိုမေးခြင်းအဖြစ်ကျွန်တော်တို့ဟာဆောင်ရွက်နိုင်တယ်ပြေလည်အောင်အဖြေတွေ့နိုင်တယ်လို့ကျွန်တော်ကပြောပြခြင်းပါ